မာပင်ဆွမ်းလန်းနေတဲ့တို့ရဲ့တန်ရောစဉ်လွမ်းစွာတွေစင်ရေးပူတာလဲရာထောင်ချီလို့ပင်ချစ်စကားလာလာလေးတွေဖွဲ့ကနှွေကရင်အောင်ပြန်လဲကသူပေးခဲ့တော်သူလိုဘဝမျိုးမှာဖြစ်နိုင်စရာအခွင့်တစ်ခုတော့တို့ကိုပေးပါလားဟဲ့တို့ကိုပေးပါအောင်လားဟဲ့တို့နှစ်ယောက်ဟာလီဒီချာတွေးကြည့်မှာကိုယ်စိတ်တွေဖြစ်သွားခဲ့တဲ့အားငယ်ရပါတယ်နီးရဲ့ငါရဲ့ခင်မင်းနာတကယ်မပြည့်ခဲ့ရင်မုံစိမ်များမြင်ဖြောက်လိုတာပဲကြောင်မာလဲနေတိုင်းတွေ့နေစဉ်လူလာလာတို့ငယ်ရွယ်စဉ်ထိမ့်သိမ့်ကြီးနဲ့ယူသားစွာပင်တငယ်ချင်းတို့တော့ဆက်၍ခင်စေခြင်းညစဉ်တကောက်ရန်ချင်းတန်ချိုအေးငါလီဆိုခဲ့ရင်စိတ်မှာငိုခြင်းအိယာပေါ်နဲ့မြေလွာမြခင်းမြင်ဘဝချင်းချာနာကြလို့ဖြစ်နိုင်ဘူးဆိုတာတွေကြိုတင်ငါတို့လဲသိပါတယ်တို့တော့တငယ်ကြီးရှင်နာစရာမုန်းစကားတို့တော့တို့ကိုပြောတင်ဘူးလေတို့ကိုပြောတင်ဘူးလေမိဘရင်ဝင်ပြောရွှေရည်နဲ့တို့တွေပြီးမိသားလီတော့မထားတင်ဘူးကွယ်သူဆိုရဲအခုရဲ့မောင်ရဲ့ကြည်တဲ့ကလက်တွဲလို့ရဲ့ချစ်တာနဲ့စိတ်ကူးလေးပြင်တော်သစ္စာနဲ့စိတ်ချင်းစနွယ်အောင်လမ်းတွေပွင့်လို့ဒီကိုကြိုရင်ချိုးသားခြင်းတွေပြုံးတွေကိုစေတငယ်ချင်းလို့တော့စိတ်ပြီးခေါ်စေခြင်းဘာလို့ပဲပြောတငယ်ချင်းလို့တော့စိတ်ခေါ်စေခြင်းနဲ့ကွာရှင်းနေတာတွေမသိခဲ့ဘူးမဲ့သူကတော့ချစ်နေရပါချီ